တသားကအရင်တော့ဆိုလို့ရှိရင်သင်္ချာဘာသာရပ်ကိုကြောက်တယ်ပေါ့နော် Now I'm not scared mad မိမိသားသမီးရဲ့ပညာရေးတိုးတက်ကောင်းမွန်ခြင်းနဲ့ဒီချက်ပို့ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ speaking ဘိုင်းမှာပြောရဲဆိုရဲဖြစ်စတဲ့ကျမနာမည်အမပြောရင်လာဆိုပါရှင်ဒါလေးမောင်စင်ဖုံမြက်ကမေမေပါတသားက level 2A starfish မှာပညာသင်ကြားနေပါရဲ့ရှင် Hello everyone my name is Simpong Nia I study at level 2 with from Starfish starfish က summer program ကိုဘာလို့ရွေးချယ်ခဲ့ရလဲဆိုတော့ဒီစာသင်ခန်းထဲမှာပေါ့နော်လူကြီးနည်းနည်းလေးနဲ့သင်ကြားတာကိုသဘောကျတယ်ပြီးတော့ဒီစာသင်ကြားတဲ့ပတ်ဝန်းကျင်ကလုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်နေရရဲ့ပြီးလို့ရှိရင်ဆရာဆရာမတွေကသင်ကြားတဲ့အခါမှာ game တွေ activity တွေနဲ့သင်ကြားပြီးတော့ကလေးလေးတွေကပျော်ရွှင်ရွှင်နဲ့သင်ယူရတာကိုသဘောကျတဲ့အတွက် summer program ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ် Before joining the class I didn't like math it's so difficult for me တသားကအရင်တော့ဆိုလို့ရှိရင်သင်္ချာဘာသာရပ်ကိုကြောက်တယ်ပေါ့နော်ဒါပေမဲ့အခုဒီလိုသင်တန်းတက်လိုက်တဲ့အခါမှာသင်္ချာဘာသာရပ်ကိုမကြောက်တော့ဘဲနဲ့ပို့ပြီးတော့စိတ်ဝင်စားလာတယ်အင်္ဂလိပ်စာမှာလည်း speaking ဘိုင်းမှာပို့ပြီးတော့ပြောရဲဆိုရဲရှိလာတဲ့အတွက်ဝန်တာရပါတယ်ရှင် Now I'm not scared mad I'm more confident and comfortable speaking English အင်္ဂလိပ်စာဆိုလို့ရှိရင်လည်းဒီစာသင်ကြားတဲ့အချိန်ကိုမရောစေဘဲနဲ့သူတို့ exercise လေးတွေကိုပေါ့နော် self study လုပ်လို့ရအောင်ဖန်တီးပေးထားတာလေးတွေလည်းသဘောကျပါတယ်သင်ချာဆိုလို့ရှိရင်လည်း test လေးတွေဖြေခိုင်းပြီးတော့သူတို့ရဲ့စွမ်းရည်တွေကိုတိုးတက်လာစေတာကိုသဘောကျပါတယ်ရှင် I feel happy and excited play a game do activity all together with my friend မိမိသားသမီးရဲ့ပညာရေးတိုးတက်ကောင်းမွန်ခြင်းနဲ့ဒီချက်ပို့ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ speaking ဘိုင်းမှာပြောရဲဆိုရဲဖြစ်စတဲ့ပြီးရင် math နဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးစိတ်ဝင်စားမှုတွေရှိအောင်ဒီသင်တန်းလေးကို join ဖို့အတွက်ဖိတ်ခေါ်ပေးပါရှင် See you bye bye